ဖြစ်ပါလေဗျာတကယ်သခန်းတနာပါပဲရွှေချင်းထပ်တော့မြတ်တယ်ဆိုတာမျိုးလို့ပါပဲဟင်မိဘကိုရွှေကုန်မျိုးကုန်နေဆိုတော့ဒီမင်္ဂလာပွဲရတကယ်ကိုသခန်းတကားနဲ့စီစီတကားကြီးပါပဲဗျာဟုတ်လို့ကျွန်တော်သားလေးမင်္ဂလာပွဲကိုရမ်းမိရပတ်လျောက်နေတဲ့ဥစ္စာမို့လာရောက်ချီးမြှင့်တာကျွန်တော်အများကြီးဝမ်းသာပါတယ်မပြောမပြီးမတိမမီဆိုသလိုပဲပြောစရာရှိရတော့ပြောမှာပဲဖေးဘာလို့လားအချိန်ကြာတယ်ဖေးတူတုံနဲ့လွန်ရင်ဟိုထည့်ရသမှာဖေးမပူပါနဲ့သားရဲ့အဖေကိုကြီးစားပါတယ်ဟုတ်ကဲ့ဒီပြာဖေးရှည်နဲ့လွန်ရင်ပြောမှာတူတုံနဲ့လွန်ရင်ပြောမှာအဲ့လိုလုပ်ပါဖေးမိဘကိုတရား၅ပါးဆိုတာလေဥစ္စာမို့သိပဲသိပါပြီညီเจ้าမင်းကြီးပြင်းပြလို့မထင်းနဲ့နော်ဟုတ်ပါပြီဖေးရဲ့ဘာလဲကွာမကောင်းမြစ်တာကောင်းရညွန်လားအတက်ကြီးစီပေးဝေနေရင်ထိန်မြန်ကြီးလေဝင်ကားရင်ဖပြင်မယ်လို့လားဟုတ်ကဲ့ဒါမိဘကိုတရား၅ပါးဟုတ်ကဲ့ဟုတ်ပြီဟောမလိမ္မာနဲ့အရွယ်မှာလိမ္မာအောင်တင်ညာဖို့တင်ညာပြီးတယ်ဟုတ်တယ်ဟောပညာရေးနဲ့ပဲလို့ဘလော့ပုံခဲဆိုပြီးတော့ဝေပြည့်ကုန်ကပြီးတော့ပညာရေးတင်ခဲ့အဖေဒါကြီးအဓိကမဟုတ်ပါဘူးအဖေအဓိကပါဖေဟာအဓိကကွာဖေသဘောပေါက်တယ်ဟုတ်တယ်ဖေရှင်းတယ်တူတုံနဲ့လူရင်းမလို့ဟုတ်အဲ့တော့အိမ်တော်မှုကနေမှာကျွန်တော်ပိုင်တဲ့လုပ်ငန်းတစ်ခုကိုလည်းကောက်ခွဲပေးပြီးဟုတ်တယ်ဝိသပြပြီလောက်ဆုံးထိန်တန်းကြီးဆိုတဲ့အတိုင်းစီးပွားရေးဝန်တရားရှိတဲ့အတိုင်းထိန်တန်းပြီးပြီအဲ့တော့ဒီကဝန်တရား၅ပါးထဲမှာဒါပဲညာတစ်ပတ်လည်းလဲနေတာပဲအဖေကအရပါပြီဖေဘိုးလင်းကြံလင်းပဲကျွန်တော်မလေးနော်အဲ့ဒီမိဘဝန်တရား၅ပါးထဲမှာလက်ပွင့်ကိုကြည့်ရတယ်ကွာပါတာမပါတော့မပါတဲ့အဲ့ဒီလက်ပွင့်ကိုသားကိုကျွန်တော်မပေးနိုင်ဘူးဟုတ်တယ်ကိုချစ်စီကိုချစ်စီခမရနေပေါ့စောင်းမင်္ဂလာဆောင်ပေးတော့လားကုန်တယ်တွက်နေတာပဲကျွန်တော်ပြောတာကဲပေးရလားမိမတွက်တာဒုက္ခပါဗျာမပေးနိုင်ဘူးလားဒီလိုတော့ပဲဖြစ်တယ်ကိုချစ်စရာမေနေသမ်းပါဦးအခုခေတ်တန်ကြီးသိလားကျမသမီးမိတ်ကလူထားတာပြီးတော့စလုံးဖို့အဝတ်စားဖို့ဒီတန်ကြီးကိုကျမခါမှလားရှင်အမလေးအဲ့ကမြဲပဲခေါင်းလို့ပြောခံပါလေအဖေမဟုတ်ဘူးရှင်စတော့ဒီစကားမျိုးပြောဖို့ရှင်စတော့မထဲသဘောဆိုမင်္ဂလာဘောကြကြနာတခန်းတနာကုန်ကြတဲ့ကုန်တယ်ကျမအားလုံးတောင်းပြောရှင်ပြတာနေစားတယ်ပြောတာမျက်နှာကိုကြည့်ကြပါလားအများကျွန်တော်ပြောတဲ့နားတော်မဟုတ်ကျွန်တော်ကပြောပြရပြောတာခင်ဗျားတို့သားရှင်နဲ့သမီးရှင်ပဲဗျာတယောက်ခမိခမက်တွေရင်းနေပဲတိတ်မခံကြပါနဲ့ဒီမဲ့တော့သူကသွားရရလို့မဟုတ်ဘူးရိုက်တာရခံပါလားဘယ်နဲ့လဲပြောပါရင်သားနဲ့သမီးမျက်နှာကိုကြည့်ကြပါသားနဲ့သမီးမျက်နှာကိုကြည့်ကြရမခံမှန်းပြုတ်ပြီးတယ်ကျမလည်းဘယ်နည်းမှမခံနိုင်ဘူးမတော့ဘူးပြန်ရတော့မှာဟောဒီမင်္ဂလာပွဲကျင်းပဖို့အတွက်350ကုန်ရှင်းကုန်တယ်လို့ပဲကျမလည်းအကုန်ခံထားရတာလေကျမသမီးရဲ့ဝေယဝစ္စအားလုံးဘာမှလွယ်လွယ်ပဲကျမအကုန်ခံထားရတာလေလက်ပွဲဝေသား15သိန်းရတယ်မှန်35သိန်းမပြန်ဘူးလားလိုနေတာအဲ့တော့ဒီလက်ပွဲပစ္စည်းကိုတဝက်သေးတဲ့ဖောက်ပဲသွားတွေ့ဟုတ်9သိန်းလောက်ပဲရှိတယ်အဖေလက်ပွဲပစ္စည်းကအဓိကမဟုတ်ပါဘူးအဖေနားရပါလားသားရဲ့နားလိုက်လေတော့ပါတော့မပေးနိုင်ဘူးမပေးရမရဘူးကျမလည်းဘယ်နဲ့မှထားလိုက်ဘူးပေးလို့ရှိရင်ပြရမယ်ခက်တယ်လည်းမရှိတဲ့ဘောသမီးလည်းဖဲပြပါမယ်ဒီတော့ဖဲပြမှာပြန်မှာဖဲပြတော့လက်ဖက်ပစ္စည်းမြင်မှ तू အောင်နေအောင်တော့ကျုပ်လူကြီးတယောက်နဲ့ပြောတာခင်ဗျားတို့နာခံကြအဆင်ပြေဖြစ်အောင်ခင်ဗျာလောက်ကြပါလို့ပြောတာလောက်ကြပါလားဝိုင်းလောက်ကြပါလောက်ကြပါအဖေဒီလိုလျှော့လိုက်စမ်းပါဖေအဓိကနော်ဖေနားလေခုမှသွားအဓိကတော့ဖေနားလေလားအဲ့တော့အိုလူကြီးတို့ယူမနေနဲ့တော့အဖေပိုင်တဲ့ပစ္စည်းကတားပိုင်တဲ့ပစ္စည်းပြောစမ်းပါပြိုင်ညာတွေပိုင်မလို့ဆက်မှနဲ့ဖေအဲ့လိုဆိုရင်အချင်းပြေသွားပြီအဲ့တော့သားတို့တမီးတို့လည်းပြင်မလာပြီဟုတ်သားနည်းနည်းနားလိုက်တော့သားတို့နားဖို့တော့ခိုင်းလိုက်ကြမယ်ဖေခါဒီစင်လာပြီအဖေလိုက်မပြနဲ့အဖေလိုက်မပြကျင်တော်တို့နှစ်ယောက်သွားမယ်အကွန်းနေပါလေအေးလားအကုန်အေးတယ်ဘာနိုးလေးပါအချင်းနဲ့ငုံလေးပါလေရောစိတ်ချအပြောလေးနှစ်ပြီးရှိတယ်ပြညာမပြောသေးဟုတ်တယ်ကျွန်တော်တို့ကအနားယူရမယ်နော်ဖေအဓိကပါဖေလက်ပစ္စည်းအဓိကမဟုတ်ဘူးသွားမယ်နော်သမီးသိလားမဖြစ်ပါဘူးသမီးရဲ့ဆက်ချပါမလေးငါသမီးနဲ့ငါအဆင်ပြေသားတို့မျက်နှာကိုကြည့်ပါမလေးထောက်ပါလေငါသမီးနဲ့ငါသားမျက်နှာထောက်နေလို့ပေါ့ဒီကောင်လာနေလို့ရှိရင်
အားလုံးသင်မုန်းချေလိုက်ကြတယ်မှာဗျာ ခြေလေးကလူစားမှုလေ အားလုံးဆင်ပြေသွားကြပြီ ပြေသွားပါပြီ မင်းအင်းပေါ့ဗျာတားရှင်နဲ့သမီးရှင်ပြောပြဿနာမတက်ကြဘူး ဒီပြဿနာတက်စရာမရှိဘူး ကျွန်တော်တာဝန်ကြီးတယ်နော် ဟုတ်ပါကြည့်ပါဗျာ ကျွန်တော် အရင်ကဗျာခုနကပြပါလေ ကျွန်တော်ဘုံမှာ ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ ဟာဟဲ့ ပြောလေ ကလေးသွားရလေလေးသွားအောင်မလေးကလေးသွားရလေကလေးသွားရအောင် ရှက်စရာကြီးလို့ မလေး ဟာတော့ ကလေးလေးကိစ္စပြီးတော့လေလူကြီးကိစ္စမဆက်လို့အောင်လေဒါလေ မလေးမလောက်ဘူးမလောက်မလေးရှေ့ရောလေးတက်လိုက်တာရာဒီတာဟာဟမေဟမေဘာလို့ခရီးอ่ะဟိုဘာမဲအဖေပြောကြတယ်ကြံနေလို့သားရဲ့ ဟုတ်တယ်သားရဲ့ပြောစရာတွေကြံသေးလို့တဲ့သားဖေက တားလို့ခန်းနဲ့တယောက်ခွေးတို့လိုက်လာသလားဖေရဲ့ အရေးကြီးတဲ့စကားပြောမလို့ ဘာလို့ဖေ ဒီမင်းရဲ့ဖြစ်လိုက်ရင်လင်းကိုတရား၅ပါးမင်းရောက်ကိုတရား၅ပါးကိုရှိတယ်လေသားရဲ့ဟုတ်ပါဘူးကြံသွားလို့အဖေလိုက်ပြောတာ မလီ ဟုတ်တယ်အဲ့ဒါလေးရှင်းပြလိုက်အောင်ရှင်းပြလိုက်အောင် ရှင်းပြလိုက်မယ်ဟောလင်းကိုတရား၅ပါးဆိုတာကရှင်းစာဆိုလို့ရေးထားခဲ့တဲ့လင်းကိုတရား၅ပါးဟုတ်ကဲ့မချေမကင်းအတင်းဥစ္စာမိစ္ဆာမမဝတ်စားစီရင်မြန်တွန်းခြင်းငိုင်းလင်းကိုတရားဟဲ့ ဟုတ်ပါပြီဖေ ဒါရှင်းစာဆိုလို့ရေးခဲ့တဲ့ မှန်တယ် လင်းကိုတရား မှန်တယ် အခုရဲခွက်ထဲမှာပောက်ကွေးရလင်းကိုတရား၅ပါးလေးပြောကြတယ်အဲ့ဒါလေးလေကောင်းမက်ဆေ့ချ်လို့လာပြောတာဗျာ ဟုတ်ပါပြီဖေဟာဟုတ်ပါပြီ နားတော့ဘီယာဆိုင်သွားမယားကိုမေ့လမ်းတွေ့ပွန်ပြောင်းလာတာပြောင်းကအိမ်မှာမဲကြီးဝန်ငားရင်ပတ်ပွင့်လင်းကိုတရား ဟုတ်ပါပြီ အဲ့ဒါငါကလည်းမနေနဲ့နော် မပါဘူးမပေါ့ကဲပြန်တော့ မပြောသမီးလေးဟိုမယားကို၅ပါးဆိုတာသိလားမသိဘူးဘယ်လည်းမသိဘူးကွာ ဟောမသိလိုက်တော့ဘာလို့ဝင်ပြောနေလို့ အဖေ ဟိုအရေးကြည့်တာလေ အဖေကျွန်တော်နဲ့လူရင်းဖေ သူတို့လည်းလွေပြောမှာပါသမီးလေးကလည်းကိုယောက်ျားရဲ့အရှိကိုကြည့်ပေါင်း ခင်ဗျာဟုတ်ကဲ့ ဟို ရှေ့ရေးကိုကြည့် ခြေရေးကိုကြည့်ပေါင်းကားလေးကလည်းကိုမိန်းမ စိတ်ချပါ ဟုတ်ရံမဖြစ်ကြနဲ့ မပြူမပြူဟုတ်ရပြီဖေ မထေး ဘာလို့ ကလေးလေးလည်းအိတ်ချင်ပြီ အဲ့ဒါဘာဖြစ်လဲ ကဲ ဘာကိုပဲမှာလဲ သွားကြသူလို့ပြောတာပါ မလေးသားနဲ့သမီးကိုစိုးရင်လုံးလုံးလို့အခန်းရဲ့တိအောင်လိုက်ပြီးတော့ပို့ချမှာကြပြီကဲဒီစီစီနိုင်နော်ဒီနေ့ဘယ်လိုဖြစ်တယ်လဲစိုးရင်အဲ့ချင်မလေးရှီရိုးရတက်လိုက် 呀！ ခင်ဗျာလေဗျာခင်ဗျာ 看呀， ဟင်ဘာကြီးရှိနေလဲလဲ 老娘吧， မင်္ဂလာဦးညဟမ်ဖေးမင်္ဂလာဦးည 哎，别没太慢的，没太慢的，没太慢的，不记家吧，把路嘛的， ခင်ဗျာဒီညကင်းကြတယ်လေ 阿木里， ကင်းကြတယ် 跟， ဟုတ်တယ်လေ 哎你哇，这边没去的，没个啦，乌伢家嘛，没弄个跟家来说，这边没去的瓜，嘿，没啥物瓜， မစားရဘူးလေ 没啥物瓜， ဟာလေရပြီကိုဝတ်တရားကိုတောင်ကိုချေရမှာဗော 喂，这边没去的瓜，没个啦，乌伢家嘛，没跟家来说，这边没去的没啊， မရဘူးဒီညမရဘူးရက်ရွာအတွက်ရက်ရွာအတွက် 哎，也没啥人不瓜， ခင်ဗျာတကယ်ပြောတာ 没记吧呢，把来呀，把来。 ဘာကြီးလေဟာ ဘာကြီးပဲချက်နောက်ဟဲ့ချက်နောက်ချင်းဝင်မှာချက်နောက်နောက် အဲ့ဒါဆိုချင်းတော့ခဏငှားစမ်းပါဗျာ ဘာဖြစ်လို့လဲ ကင်းထဲမှာချင်းကြိုက်လို့ နေဟမင်းပစိုးနဲ့ခြုံကွေးလိုက်ဆမ်းမှာငါလည်းပဲနေသားမှာပြတ်တော့ ကွာချင်းတော့ငါးကြဒီမှာဝင်အိတ်လည်းရပါ မရဘူးဒီမှာမိတ်နဲ့ခဏပြင်းနေကြမှာအိတ်ကြဟမ် ခင်ဗျာတောင်းပါပါလေတောင်းပါကင်းဆောက်ပါငါ ဒီညမဆောင်ပြောတော့ငါဆောက်လိုက်ဆမ်းမှာကွာ ငါဆောက်လို့ရမလားဗျကိုလုံးကတုတ်တောင်နဲ့တူကြီးပဲ ဘယ်မဆောက်နိုင်ဘူးကွာကဲ ခင်ဗျာတကယ်ပြောတာ မတကယ်ပြောတာမဆောက်နိုင်ဘူးကွာ အေးအဲ့ဒါဆိုရင်ကြောက်ကင်းမှုသွားတိုင်းမယ် ကင်းမှုမကားလို့ဟဲကောင်ကင်းမှုမကားလို့ကင်းမဲကြီးဖြစ်ဖြစ်သွားတိုင်းကြီးတိုင်း ကင်းမေးပြီ ငါပါဇက်ကပြောတာလို့ပြောလိုက် ဟုတ်ပြီ ငမောပါဇက်ကပြောတယ်လို့ပြောလိုက်က ဲတော့ကွာ မဆောက်ဘူးကွာဖားရတာဖမ်းကွာ ဟုတ်ပါပြီအေးပါပြောတာပါ ကိုချင်းစာသမ်းမှာမင်္ဂလာဦးညဆိုတော့ အဲ သိတယ်မလား ဘာလဲ မင်္ဂလာဦးညဆိုတော့ငါတကယ်ကြီးကိုလက်ဆောင်ပေးအောင် ဘာအမ လက်ဆောင် စက်ကူနဲ့ထုတ်ထားတာဘာတော့ ချီကြည့် ရှ လို့ င်း သိ ပြ ပါ ပေးမယ်ရှင်းပြပေး စက်ကူနဲ့ဂဲလို့အော်ဂဲဘူးပေးကွာဆိုဗဇက်ကပြောလေရပါတယ်စက်ကူလေးနဲ့ထုတ်ထားလို့ငါကြောက်မြတ်ရပါ တကယ်အဲ့ဒါတော့လုံးလိုက် ကဲတော့ဒုက္ခပါပဲကွာ ငါတို့ဘာလဲမလား မလေးကွာတကယ်မင်္ဂလာဦးညကြမှာကွာ အများကြီးပဲ
မလေး ဒီတော့ဒီကောင် ကဲတော့ကြ ဒါလည်းမနေဘူး တော့အဲ့မှာရတယ်ဗျာကျက်ဖို့တော့ရတယ်ဗျာဘူးသီးရတော့ခင်ဗျာဒီနေ့နေရာမှာခိုးဗျာ တောင်းတော့မှာတတ်တော့ ကဲသွားတယ်ဒီမှာခါတော့ဝေး မဲမင်းတော့ကြမှာကျွန်တော်တောင်းမှန်တယ်ဗျာမင်္ဂလာဦးမြတ်နော်အေးအေးကဟေးငါတောင်းမှန်တော့ကြအေးအမေတရင်အောင်အေး တော့မယ်တော့မစတော့ အေးနှုတ်မစအေးနောက်ကြောင်ရင်လည်းဝင်ခဲ့နော်အမလေးမင်္ဂလာဦးမြတ်ချွေးပြန်တယ် yes ကဲမလေး သားစီယာ ဟာ သားစီယာသားစီယာ စားစီ ခင်ဗျာဟာဘာလို့လဲ မလေးအဲ့မှာပြောတာ ဘာလို့ ကျွန်တော်တို့မဦးမင်းကိုကူးဖို့ဇက်ကအဲ့ဒါကန်ဆိုင်ကအခုညာတွင်းချင်းကူးပါဆိုပြီးဇက်ကားကြီးလာထိုးဆိုင်ခိုင်းတာလေ ကန်ထရိုက်တာ အခုပစ္စည်းတွေလည်းကျင်းနေကြပြီ ပစ္စည်းတွေ အခွဲသားတွေလည်းအကုန်ရောက်ကုန်ကြပြီ အေးလေ သွားမယ်သားစီညာတွင်းချင်း ဒီကောင်မလုပ်ပါနဲ့ကွာမင်းဒီနေ့မင်္ဂလာဦးညလေမင်းတို့သွားနေနောက်မှငါစီးနဲ့ငါလိုက်ခဲ့ပါမယ် ဩမင်္ဂလာဦးညာ မင်္ဂလာဦးည လို့ဒီကောင်လား အမေမကြည့်နဲ့နေသားမကလေးမလေးနည်းနည်းရှက်တတ်တယ် ချက်တက်တယ်ဟိုအဲ့ဒါဆိုကျွန်တော်အခွဲသားတွေဆူထားလိုက်မယ်လေ အပေါ်လိုက်ရှိတာခိုင်း ဆူထားလိုက်မယ်ထွက်နေရမလားသားစီ ထွက်တာထွက်နေလိုက် သားစီအောင်စောင့်အောင်မလား မဆောက်နဲ့ထွက်တာထွက်နေနောက်မှငါကားငါပြီးလိုက်ကြတယ်နော် မဟုတ်တနိုင်လောက်ဆိုအချိန်ရအောင် မတို့ဒီရောက်တော့တောင်းမှန် တနိုင်လောက်စောင့်လိုက်မယ်လေ မဆောက်ဒီမှာထိုင်းမဆောက်နေကြကွာဟိုမှာဆောက်လို့ရှိရင်လေကားငါသွားလိုက်ကြောက်လာခဲ့ ပစ္စည်းတွေထည့်ထားပြီးခွဲသားတွေဆူထားတယ် အဆုတာ အရင်လေးလောက်ထားတယ် ဟုတ်ပြီမလင်းတော့ဟောဗျာအမလေးမင်္ဂလာဦးညာအရေးတိုင်းမှာဇက်ထွက်မှုလူစုပြီးပြီဆိုတော့တမျိုးမလေးဘယ်လိုဖြစ်နေလဲမလေးဘယ်လိုဖြစ်နေတယ်လဲအေးဒီညတော့မင်းစွန့်ရင်စွန့်နော်စွန့်ရင်စွန့်မစွန့်လို့တော့မင်းကျိုးနဲ့ချီးပြီးတော့ငါတိုင်းဝကမ်းမှုငါဟိုက်လို့ဆွဲမှာအဆန်နော်ဟာ7နာရီထိုးသွားပြီလားဗျာအမလေးအချိန်လေးကုန်းနာမြန်လိုက်တာနော်ဟာ7နာရီထိုးသွားပြီအမလေးကဲအချိန်ရှိကလုံးလာဆက်လိုက်ဦးကဲလုံအားတောက်ချင်းလုံအားတောက်ချင်းမောင်အလုတ်သမားရဲ့အားမလျှော်ပါနဲ့ ဇက်စီယာ ဟာ ဇက်စီယာ ဘာလဲကွာဇက်စီယာကျွန်တော်စဉ်းစားနေတာတဲ့လား ပြုတ်စဉ်းစားတာမင်းအိမ်မှာမြင်စဉ်းစားလေငါဒီမှာလာပြီးစဉ်းစားရလား ဘလို့စဉ်းစားလို့မှအဆောက်အဖြေကိုမထွက်လာလို့ အာဘာဒီမှလည်းမသိဘာလို့ကွာကဲမင်း ကျွန်တော်နည်းနည်းမရှင်းနိုင် ဟာဆက်စီဘာလို့ ဘူးလေ အဲ့ဒါဘယ်လိုလဲနေစားမကွာအဲ့ဒါဒီမဆိုင်ဘူးကွာမင်းလာတဲ့ကိစ္စကိုပြော ဒါအရင်သိရင် ဟဲ့ကောင်အမလေးမင်္ဂလာဆောင်တာလို့တို့သမီးအိတ်နေတာ ဟမ် ကမန်ကနန်ဇတ်ထွက်ခါနီမလို့ကမန်ကနန်ကပ်ပြီးတော့အဲ့မှာဝဲလိုက်ရတာဟဲ့ကောင်ပဲမင်းလာတယ် မင်္ဂလာဆောင်တာ အေးဟုတ်ကြီးမနေတော့ပြောပြီးတော့ဝဲလိုက်ရ အဲ့ဒါဆိုတော့ဒါညီမတွေပေါ့နော် အာမင်္ဂလာဆောင်မတော့ငါမိမ့်မှာပေါ့ဟာ မိမ မိမ့်မှာ သူနဲ့ဇက်စီယာနဲ့ဟာ လေမရ လင်မယား အဲ့ဒါကိုကျွန်တော်မရှင်းတာဟာဇက်စီယာ ဟောဗျာလေမရပါဆိုမှမရှင်းဘူးလား ကျွန်တော်ဆွေမျိုးမဆက်တက်လို့ပါ ရွှေမျိုးမဆက်တတ်လို့ ဟုတ်ကဲ့ ငါလူလေဟိကောင်အမရီဆက်တဲ့နေရာမှာရွှေမျိုးဆက်တဲ့နေရာမှာတော့မြင်တယ်မှာမင်းနှမနဲ့ငါနဲ့ညာရင်မင်းနှမနဲ့ငါနဲ့ညာရင်မင်းကငါရောက်ဖားအဲ့ဒါရွှေမျိုးဆက်တာလी မလေးမတိလို့မင်းမိမနှမတယောက်တော့ဆုံးနေ တဘောပေါက်လို့ပြသွား မဟုတ် အိတ်ရှင်ပြီး ကျွန်တော်အဲ့ချင်းနာမအိမ်ပါဇက်စီယာဟုတ်ကျွန်တော်စဉ်းစားလို့အဖြေမပေါ်လို့ဟာ ဘာလို့စဉ်းစားရလဲ ဆွေမျိုးဆက်တယ်လေ ရွှေမျိုးဆက်တာ ဟုတ်ကဲ့ ဘယ်လို ဒီလိုဗျာကျွန်တော်တို့မှာကညီကို2ယောက်ရှိ မင်းတို့မှညီကိုနှစ်ယောက် ဟုတ်ဟိုဘက်တချမ်းမှာညီမ2ယောက်ရှိ တော့ချာမှာညီမနှစ်ယောက် ညီမ2ယောက်ရှိ ညီကိုနှစ်ယောက်နဲ့ညီမနှစ်ယော ညီ က် မ2ယောက်နော်ကြိုက်တော့မှသူ့အမနဲ့ကျွန်တော်အကူနဲ့ကြိုက် အဲ့သူ့မှနဲ့ကျွန်တော်ကလည်း သူ့ညီမနဲ့ကျွန်တော်နဲ့ကြိုက် ကြိုက် ညားတော့ကြတော့အငယ်မနဲ့အကူနဲ့သွားညာ ဟိုအငယ်နဲ့မင်းကိုနဲ့ပြန်ညာ ကျွန်တော်နဲ့အကြီးမနဲ့ညာ အကြီးမနဲ့မင်းနဲ့ပြန်ညာ ကြီးမနဲ့ကျွန်တော်နဲ့ညားလို့ရတာကယောက်ျားလေးမွေးတယ် ပြုတ်ကြလေး အငယ်မနဲ့အကူနဲ့ညားလို့ရတာမိန်းကလေးတစ်ယောက်မွေးတယ် မင်းကလေးမွေးတယ် သူတို့
နှစ်ယောက်ကိုပြန်ပေးစားလိုက်တော့ယောက်ျားလေးတစ်ယောက်ရေလို့မွေးလိုက် ထပ်မွေးသေးတယ် အဲ့ဒီယောက်ျားလေးကအဲ့ဒီကလေးကနေပြီးတော့သူတို့ညီမနှစ်ယောက်ကိုဘလို့တော်ပြီးဘလို့ခေါ်မလဲကျွန်တော်တို့ညီကိုနှစ်ယောက်တို့ကိုဘလို့တော်ပြီးဘလို့ခေါ်ကြမှာလို့ ဟာဒီမင်းတို့ညီကိုတရားဟိုကြမှာညီမနှစ်ယောက်မင်းနဲ့သူညီမနဲ့ကြိုက်တယ်အကိုနဲ့သူအမနဲ့ကြိုက်တယ်မွေးတာယောက်ျားလေးဟိုဘက်ကမွေးတာမိန်းကလေးအစငါပြန်ပြောတာအစအရင်ပြန်ပြောတာငါလူလေပါ ဟုတ်ကဲ့ ငါလူလေ ဘယ်တော့တောင်လဲ အစအရင်ပြန်ပြောတာဒီစမ်းမှာလူလေ ဒီလေကျွန်တော်တို့မှာညီကိုနှစ်ယောက်ရှိ လူမညီကိုနှစ်ယောက် မှတ်ထားနော် ဟုတ်တယ် ကျွန်တော်မှာညီကိုနှစ်ယောက်ရှိသူတို့မှာညီမနှစ်ယောက်ရှိ ညီမနှစ်ယောက် ကြိုက်တော့ကကျွန်တော်အကိုနဲ့သူ့မနဲ့ကြိုက်တယ် ဟုတ်ပြီ ငယ်မနဲ့ကျွန်တော်နဲ့ကြိုက် အငယ်မနဲ့ကြိုက် ညားတော့ကြတော့အကိုနဲ့ငယ်မနဲ့ညားတယ် အညာတယ် အမနဲ့ကျွန်တော်နဲ့ညားတယ် ညာ အမနဲ့ကျွန်တော်နဲ့ညားလို့ရတာကယောက်ျားလေးနော်သူတို့ညားလို့ရတာကမိန်းကလေးသူတို့နှစ်ယောက်ကိုပြန်ပေးစားလိုက်တော့ယောက်ျားလေးတစ်ယောက်ရေလုံးမွေးတယ်အဲ့ဒီယောက်ျားလေးကအဲ့ကလေးကနေပြီးတော့သူတို့ကိုဘလို့တော်ပြီးဘလို့ခေါ်ပြီးကျွန်တော်တို့ကိုဘလို့တော်ပြီးဘလို့ခေါ်ကြမှာလဲလို့ မင်းတို့ကညီကိုနှစ်ယောက်ဟိုညီမနှစ်ယောက်ညီမနှစ်ယောက်မွေးအမနဲ့မင်းကိုနဲ့မင်းနဲ့ညီမနဲ့ဟိုမင်းကလေးဒီအဲ့လောက်ရှုပ်ပြပြောတယ်ငါမဆက်တတ်ဘူးကွာမဆက်တတ်ဘူးကွာမဆက်တတ်ဘူးကွာအဲ့ကြမှာပြန်ဆက် ဟိုဆက်စရာ ပါလေ အမပေါင်းပြီးတော့ညီမလေးနှုတ်ရင် မအမပေါင်းနှုတ်လည်းမရဘူးနော်မင်းနှုတ်ပြီးစားလို့လည်းမရဘူးသွားပြီကောင်အမလေးဗျာဘဲနဲ့ဗျာအမလေးမင်္ဂလာဘူးညာဟာဆွေးကိုပြန်နေပြီအမလေးမင်္ဂလာဦးညာဟာအတနာကြီးထိုးသွားပြီလားဟာအမြန်လာကြီးလားဒုက္ခပါပဲဗျာဩငမောရဲ့မင်္ဂလာဦးငမောရဲ့မင်္ဂလာဦးကဖြစ်ပြနေတာအမျိုးမျိုးအနောက်ရှစ်အမလေးအချင်းရှိကလုံးလာဆိုင်အမလေးအချင်းရှိကလုံးလာဆိုင် ရှင်မဟုတ်ပါဘူးပြန်စတယ်ဘာလဲ နာမည်ကြီးမင်းသား ဘာနာမည်ကြီး မားစရာအကြောင်းကိုမရှိဘူးကောင်းတယ်ခေါ်လို့ချိုးနေ အိုးကောင်းဆိုင်ရဲ့ ကြားဟာနေ မင်းသမီးမင်းသမီးဒီဘက်လာ ဘာနေရဆက်ဆရာ ခဏမင်းသမီးဒီဘက် ကျမဟုတ်လဲ မလေးကောင်းစားမင်းငါ့ကိုမင်းမျက်လုံးကငါ့ကိုကြည့်တာလားဘယ်ကိုကြည့်တာလဲ ကျွန်တော်ဇက်စရာတစ်လုံးမင်းသမီးကိုတစ်လုံး အော်မင်းမျက်လုံးကကြည့်တာတော်တော်အတက်ခတ်ပါလားပြောဘာတော့ ဒီမျက်လုံးနဲ့မင်းသားဖြစ်တာ ဘာတော့ ဟိုကျွန်တော်မမားပဲနဲ့ဇက်စရာကြည့်တယ် ဘာ နာမည်ကြီးမင်းသား နော်ဟုတ်ပြီ ငိုချင်းဆိုလဲပြောင်ပြောင်မြုံမြုံငိုတဲ့မင်းသား ဟုတ်ပြီ အေးလဲဆိုလဲပြီးပြီးဆိုတဲ့မင်းသားအဲ့ဒါကိုကျွန်တော်ကိုမားတယ်ဒါစော်ကား ဘာလဲ ဆက်ဆရာခဏနေတော့ကျမလေဟောဒီငိုကြုံလေထက်လျက်တင်နေကျမငိုလာတာနာမည်ကြီးသူခဏကျမနာမည်ကြီးနေတယ်တောင်းလုံးမင်းကလေ ဘာကြောင့်လို့လဲ ကနေတမ်းနေတမ်းမင်းသမီးနေတမ်းအမလေးနော်အမလေး မ ကဲဘာလဲ သူ့မင်းငိုလာ ဒီ တယ် ကဆိုတာဇက်စရာလေ ပြေးလိုက် အဲ့ဒါကိုကျွန်တော်မားတယ် ဘယ်ပိုက်လေဆိုးပြတန်း ဒီကဇက်စရာ ဘယ်ပြေးလိုက် ကောက်64 ကောက်64ရအေး ကောက်64ရတွေ့ထက်တဲ့ရုံကြီးရှင်းဒီဘက်ထုံးမမီသည် ဟုတ်လားပြန်ဆုံးလား ကောက်64ရတွေ့ထက်တဲ့ရုံ နေ ကြီး ချာရုပ်ကြီး ရှင်းဒီဘက်ထုံးမမီသည် မလေး ခဏမင်းအဲ့ပြေးတဲ့ကစာသားအကုန်မှန်းနေမှားတာလက်ညှိုးမားနေတာ ဘာဖြစ် လက်ညှိုးမားနေတာကောက်64ရတွေ့ထတဲ့ရုပ်ကြီးရှင်းဒီမှာတော့ရည်ဟုတ်ကလေးချွန်ချာဒီလိုသွားမယ်လေမင်းကပေါ့ဆိုတော့မင်းလက်ညှိုးမားနေတာနော်လက်စာသားမှန်နေ လက်ညှိုးမားတာ လက်ညှိုးကိုပြင်လိုက်မင်းကနော်ဟုတ်ပြီကဲလာမင်းသမီးကလာစမ်း ကျမငိုသေးလေ မင်းငိုချင်းရ ဟုတ်တယ် ဘယ်လိုလဲ ကျမငိုချင်းရှေ့လက်ဆရာရဲ့ပြီးတော့လက်ဆရာခဏပေးပါ ဩ အော်နမုနာလေးအစမ်းသေးခိုင်းတာ နမိတ်မရှိနမမရှိမင်္ဂလာဥမှာငါသေးပေးအောင်ပါလား ဒီမနေ့လည်းတော့သေးရတာဇက်စရာ ဩငိုချင်း ဆရာလည်းကျမလေးအစမ်းသေးခိုင်းတာကျမငိုချင်းမှန်တဲ့တောင်ပြတ်နေတာ အမေတရာလေးကိုနဲ့တူရမယ်ပေါ့အမလေးနော်ငမောရဲ့မင်္ဂလာဥညငမောရဲ့မင်္ဂလာဥညသေးပေးရမယ် ပေးရမယ်ဆက်ဆရာ အမလေးဩဖြစ်ကတော့မနစ်ကနဲ့မတူအမလေး မလေးဖြစ်သွားလိုက်လေအော်သူကြီးထွက်နေပါ ဒီဘက်ကိုအောက်မစင်းနဲ့ဒီအချက်မှနေပြီ အော်ဆက်ဆရာဟိုလေဟန်ပါသွားတာနော် အေး ဖြစ်သွားလိုက်လားမလေးဒီမှာလေးထွက်နေပါ နေလက်ကဒီဘက်မှာလားဟုတ်ပြီ ဖြစ်သွားလိုက်လားကျမတို့ထွက်ကြည့်ပါဦး အမလေးတော်ပြီအမလေးဝနာမြိုင်ခီမောပန်ဒီပါမောလဲရရှာရဲ
ဘာဖြစ်လို့လဲဆက်ဆရာ တော့မှန်တယ်ဒီမှာငငူချင်းမှန်တယ်အတန်လေးအတန်ကစပောင်ပဲ့တယ်စကိုက်နာတယ်အဇက်ကြတယ်ထိတယ်မိတယ်ဟင်မှန်တယ်ဒါကြီးနဲ့နင်းဒီလက်ကလေးလည်းနင်းလက်မားတာမင်းလည်းလက်ပြီမင်းလက်ကလေးကဒီလိုပြင်းချင်များလေးသွားတာတတိထားနော်အမလေးပြင်းချင်များလေးသွားတာတတိ ဆက်ဆ ထား ရာသဘောမဆောင်လားအဲ့ဒီချင်းရလေးလက်ကို မလာဘူးရအကင်းချင်လက်ကလေးကသဘောကျတယ်သူကသဘောကျမှာတို့ကဒီကင်းချင်များလက်ကလေးသွားနေတို့သဘောမကျဘူးသဘောပေါက်ပြီနော်သွားကျန်တဲ့ဇက်အောင်ကြမှာငါဆက်ပြီးရှင်းမယ်လက်ကလေးတွေပြင်လိုက်စာသားတွေအကုန်မှန်တယ်မင်းသားနဲ့မင်းသမီး ဇက်ဆရာ သွား ကျွန်တော်လက်မျိုးပြင်ပြီးဇက်ဆရာစီကျွန်တော်တစ်ခါလာထိုးပြ မလေးထိုးပြကြမလို့မင်းမှတ်ဖို့ရည်ကြီးတာပဲသွားဝါပြင်လိုက်မယ် ဟုတ်ပြီသွားတော့မင်းသမီးလည်းသွားတော့ ဆက်ဆရာဒီမှာလေငိုချင်းတင်ရလေဆက်ဆရာခဏတည်းတော့ငိုခိုင်းမယ်လား အမလေးခဏအသေးခိုင်းအောင်မယ်ငါ့ကိုလာပြီးတော့မဦးမချုပ်မလုံးနဲ့နော်မင်္ဂလာဦးညနော်အမ ဆက်ဆရာဘယ်တော့မင်္ဂလာဆောင်လိုက်တာတော့ ဩဒီမှာလေဒီနေ့ပဲကမန်းကနာအမဇက်ထွက်ကနီးလို့ကမန်းကနာတော်သူမလဲမဝဲလေ ဟုတ်လား ဘာလို့ဟိတ်မကြည့်နဲ့တက်တော့ပါမင်းသမီး မလေးငငယ်လေးနော် ငယ်တယ်ကျမတို့လည်းဇက်ဖို့ကြီးထွက်တော့မယ်ဆိုတော့ချက်ဖို့ပြက်ဖို့လူလိုတယ်ဇက်ဆရာဟုတ်တယ်အဲ့တော့လေအဲ့ကောင်မလေးကိုကျမခေါ်လိုက်မယ်နော်ခဏဘာလို့လဲကိုလေ တို့သမီး ဟုတ်တယ်လေ ဒီကမလေးကိုခေါ်သွားမယ် စကားလည်းပြောရင်ချင်းပြုံရင်ပေါ့ သူ့ကိုခေါ်တော့ဒီနေရာမှာနေတောင်းဝင်ယူမလားအမသူ့ကြတော့ကြောက်တယ်ဦးကြီးရဲ့အမလေးဗျာအရေးရမြောက်မင်္ဂလာဦးညခေါ်သွားဦးမယ်ဗျာနင်တောင်းဝင်ယူခေါ်သွားတာမှာလားပါအမလေးမင်္ဂလာဦးညမမွရဲ့မင်္ဂလာဦးညအခုတည်းပြောနေကြပါလေဟုတ်ဗျာဟင်နှစ်နာရီကြီးသွားပြီလားအဲ့တော့မင်းတို့နာရီကဟုတ်နာရီများမှားနေကြသလားကွာတို့ဘာလဲအောင်အိတ်ချင်းမူရင်းနဲ့ကွာဒါအဲ့ဒါနားရဲဘာလဲကျွန်တော်မအိမ်မပြောတာနဲ့ထားလာ ခင်ဗျာ တန်ကြလို့ အိတ်မပြောတာနဲ့ထား နေတန်ကြတယ်ငါစိတ်ထဲမှာမရှင်းဖြစ်နေတာလေမေးချင်ဘူး ဘာတော့ဗျာဘာအောင်များမရှင်းဖြစ်နေခင်ဗျာဒီမှာညံလေးပြောစမ်းပါဗျာညံ သူ့ဝင်တာငရှမ်းကြောင့်ပြီ သူ့ဝင်နဲ့ရှမ်းပါဗျာသူ့ဝင်နဲ့ရှမ်းများသူ့ဝင်ကငရှမ်းရဲ့ခင်ဗျာလေသူ့ဝင်နဲ့ရှမ်း အဲ့ဒါကြီးကိုးပွဲတွေကလေ ဇာကြီး10ပွဲအေးပါငါတောက်တဲ့လူရေးကောင်မျိုး ဇာကြီး10ပွဲဗျာဇာကြီး9ပွဲ အဲ့သူ့ဝင်ငရှမ်းဟလား သူ့ဝင်နဲ့ရှမ်း သူ့ဝင်ငရှမ်းသူ့အဖေနဲ့မဲတကူကူနဲ့ပါကူဆို ဒုက္ကူလာနဲ့ပါကြီးကဘယ်နဲ့တကူကူနဲ့ပါကူကမှာတော့ဒုက္ကူလာနဲ့ပါကြီးက အေးသူ့နဲ့ပါကြီးကမြို့မှာမနေဘူးဘာဖြစ်လို့တော်ရဲသွားလို့ လူတွေများလို့ဗျာခင်ဗျာခံသူတို့စင်းနေဗျာဟိုလူမရှိသူမနီးနဲ့ဟိုတော်ရမှာသွားပြီးတရားထိုင်ပတိစိတ်တာဒါပဲ ဟုတ်လား လူတွေမှာလူတွေများတယ်မနေနိုင်လူစောနန်းနဲ့ဒါပဲ ဩ ကပ်ပြီးမလားတော့ ဒီဘောဟုတ်ပါမေးရတာလေမရှင်းတာလေးရှင်းတော့မင်းတို့ကတော့ဓာတ်တပင်မှာကျင်လဲနေတော့ဒါတွေကမင်းတို့ကရေကြိုတော့နေသိ စကားကိုညံပြောစမ်းပါဗျာခရရရေတူတူရိုးစများပြောစမ်းပါ အေးပါ ခင်ဗျာတလုံးနဲ့တလုံး ဖြစ်နေလို့ပါနည်းနည်းအဲ့ဒီသူတို့နှစ်ယောက်ကတော်တဲ့ရောက်တော့ဘာဖြစ်လို့မက်ဒီကန် တော်တယ်ရောက်ဗျာတော်တယ်မှာတရားထိုင်နေတာဗျာတရားထိုင်နေတာတို့ထိုင်နေတာတရားထိုင်တာတို့ထိုင်နေအောင်မှာငွေကျင်းရှိတယ်ဗျာအဲ့ဒီငွေကျင်းထဲမှာသူတို့တဲမိုးကရွာတယ် တောင်မို့ပေါ်မှာ တောင်မိုးလေးပေါ်မှာအောက်မှာငွေကျင်းရှိတယ်ဗျာသူတို့တရားထိုင်နေတော့မိုးကရွာတယ်မိုးကရွာတော့အပေါ်ကနေပြီးတော့ဒါစီးရေတွေကစီးကြတာငါမိုးရေတွေကစီးပြီးတော့တွင်းထဲကိုကြပါအဲ့ဒါတွင်းထဲကငွေကနေမိုးရွာတယ်ထင်းပြီးတော့အောက်ကနေမှုတ်လိုက်တာမျက်စိတွေကန်သွားတာ အဲ့ဒီကကျွန်တော်မရှင်းတာလေ အောက်ကနေမှုတ်လိုက်တာမျက်စိကန်သွားတာ ငွေအောက်ကမှုတ်တယ်မလား အောက်ကမှုတ်လိုက်တာ အဲ့ဒါကိုင်းဖင်ကန်းရမှာလေမျက်စိဘာလို့ကန်း ဖင်ကန်းတာခမရအမေ ဟာဘာဖြစ်လို့ ခမရအဖေဆုံးတာကြားပြီးမို့လား ဟာခင်ဗျာဘာလို့ကြောက်လို့မသိလို့မေးတာပါ ဘာလို့လဲ အောက်က ငွေအောက်ကမှုတ်တာခမရကဖင်လည်းဖင်ကန်းရမှာလားဗျမျက်စိကန်းမှာတူကန်းမှာပဲဖင်ကန်းတာတော့ခမရအမေနော် သူတို့ကနေဘောခင်ဗျာဘာလို့ကြောက်လို့လဲသူနေမရတူတူမေးကြအောင်နော် ဟောခမရကသူကမောင်ကြီးနှမကြီးချစ်တာအတူတူမေးဘူးသူကမောင်ကြီးနှမကြီးချစ်တာအဲ့တောင်မှပဲအလဲကောင်မှပန်းပရိကုံချပြီးတော့ဒီလိုအိတ်တာစီးနေကန်နဲ့ပန်းပရိကုံလေးချပြီးအိတ်တာအလဲကောင်မှ အဲ့ဒါကျွန်တော်မရှင်းတာပဲ ဟာတော့ ပရိပန်ကိုချပြီးအိတ်တယ်လေပြောတယ်ဘာဖြစ်လို့သူ့လူဝင်နေရှောင်မွေးလဲ ဩဒီလိုလေဗျာခမရကလည်းဗျာသူတို့ကသူတော်စင်းနေပြီဟုတ်တယ်မလားအဲ့သူတို့အလုပ်ကျွေးပြုစုဖို့ဆိုပြီးတော့ သူ့နေရှာတမင်မုံ900နဲ့တော့ရေသွားခတဲ့ရေတွေအများကြီးရတယ်ဘာလို့ဘူး ဒါပဲ ဩတော့ဟုတ်ရှိဘူးသူ့ဖေဖို့မပါဘူးနော် အဲ့ သူ့ဖေဖို့မပါဘူးဆိုတော့သူ့ဖေကလည်းသူ့ဖေကို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 မပါဘူးဆိုတော့သူ့ဖေကလည်းသူ့
ခင်ဗျာဘာပြောနေတာကို ခမရဘာပြောတာလဲကိုကရေသွားခတ်တာတမောင်း900နဲ့သွားခတ်လို့ အေးလေ တော့ရေအများကြီးဘာလို့ကိုလဲ တို့ကျွန်တော်ပြောနေတယ်လေ ဒီလေဒီရေသူ့ဖေသုံးဝင်မရှိဘူးပေါ့ ခင်ဗျာမရှင်းနဲ့ခင်ဗျာဘာပြောနေတာတို့ ခမရဘာပြောတာလဲကျွန်တော်မင်းလာကရေတွေတော့အများကြီးသွားခတ်လို့အဲ့ဒါဘာလို့ကိုလဲလို့ ပြောတာကဒီလိုတောက်ဖို့ဒီလိုဆေးဖို့ဒီလိုတောက်ဖို့ဒီလိုဆေးဖို့အဲ့ဒါတောက်ဖို့ဆေးဖို့အဲ့ဒါပြောတာ ကိုမို့ရေ ညာ ဟောဒါလား အော်ကမိုးကြီးဒါပဲကတော့ဗျ ဒီမောခဏလေးပေါ့ ဘာတော့ညာ အဲ့ဒီသူ့ဝင်တဲ့ရှာကရေခတ်နေတော့ဟိုပဲဘီလီရဲ့ခုံကအ ပီလိရခမင်းအဲ့လေပီလိရခမင်းများဘီလိရခုံနေဗျ အဲ့ဘီလီရဲ့ခမင်းက ပီလိရခမင်း မြားနဲ့ပြလိုက်တယ် အဲ သေရောလား မသေးဘူးအသက်ထွက်သွားတယ်ညမှာပေးတယ်ပေါ့ အဲ့ကောင်မရှင်းတာ ညမှာပေးတယ်ပေါ့ မြားဆိုတာကရှင်းစစ်လက်နဲ့ပစ္စည်းဗျာဝါဒံလေး ဟုတ်တယ်လေ ဒီဝါဒံလေးနဲ့မှန်တာနဲ့သေရအောင်ညာရဘလောက်တောင်ကြီးလို့လဲမြား ညာညာ ဟုတ်ကဲ့ ဘယ်လောက်တောင်ကြီးလို့လဲ ဟုတ်ကဲ့ သိကျင်တယ်ပေါ့ သိရင်လေ အလုံးလည်းကတော့ပါရဲ့ညာညာကလေ ဘယ်တော့ပေါ့လို့ မပေါက်လားမပေါက်သေးဘူးလားဟိုဒဲပြောလိုက်ရမှာ တဲ့မပြောနဲ့ခင်ဗျားအဲ့လောက်ပြောတာကိုဒီသဘောပေါက်သွားပြီ ဟုတ်လား ဟုတ်ကဲ့ဟုတ်ကဲ့ ပေါက်မလား ပေါက် တခါလဲရှင်းအောင်ပြောလိုက်ရမလား ရှင်းမှတော့ ဟမ်အမလေးရာသူ့အိမ်မှာအိမ်မရတာနဲ့သူ့မလို့ရှင်းငါပြီးရှင်းခိုင်းဟာအော်လေအမလေးမင်္ဂလာဦးညအမတန်ပြောဖို့ကောင်းတဲ့မင်္ဂလာဦးညအပျော်ဆုံးနေ့3နေ့ဘာနေ့ဟာအမလေးမောရင်မင်္ဂလာဦးအော်ဟာအဲ့လို3နာရီလား3နာရီထိုးနိုင်ရခေါ်ခေါ်ဝယ်လာပြီးတော့မင်းတို့ညင်ညာထားကြတယ်လားအမလေးဗျာ3နာရီထိုးနေပြီတူရပါဘာလဲပြောလို့မတော်နိုင်ဘူးမတော်နိုင်ခင်ဗျားတို့အင်းဒီညကြတယ်လို့လာပြောတာလေခင်ဗျားဒေါသရတနည်းမှာဖြစ်ရင်ပြောပါဗျာကျွန်တော်ကပုံမချပါနဲ့ဗျာခင်ဗျားဒေါသတွေကျွန်တော်ကမပုံပါနဲ့ဗျာ ပြောတာသူပြောတာဟုတ်ဘူးသူပြောတာဟုတ်မနေ့ကမှသူ့မင်္ဂလာတော့ငါကိုယ်တိုင်ကိုညီလေးရတဲ့တာကြီးကို ဟုတ်တယ်လေဒီမဲ့ဟုတ်ပါတယ်အခုဘာဖြစ်လို့လဲ မစောက်နိုင်ဘူးလေကဲကိုမစောက်နိုင်ဘူးလေဘယ်လူကြီးသွားနိုင်သွားနိုင်လေ ဒီကောင်လည်းတို့တို့အားရ ကူမကတော့တင်းမဲရုံပဲတိုင်နေလို့ဟောဒီစက်ကပြောတာ မင်းလုံးကြိုက်မလုံးနဲ့ငါဖေးနားမှာပြောလို့ ဟိုနားရဟိုနားမှာပြောတာဟိုနားမှာပြောတာ ဟုတ်ဘူးငါပြောတာဒီနားကနေပြောတာ ဩမင်းအဲ့လိုနားရောက်အဲ့လိုမင်းနားလိုက်ခဲ့ အမလေးမလို့ပါနဲ့ကြောက် ဟုတ်တယ်မရှိကြတာလေရှင် ကဲမဆောင်တော့သူ့ရောခေါ်သွားမလို့ ဟုတ်သွားမလို့ ဟုတ်တယ် အဲ့ဒါလေးဘယ်လိုပြစ်တယ်ချလိုက်မယ် ဩအမှုငယ်တော့တစ်နှစ်ကိုဟုတ်တယ်အမှုကြီးတော့တက်တက်ကျွန်း အမလေးဗျာ တက်တက်ချိုးဝမ်းသာလိုက်တာတက်တက်ချိုး ငါသနာလို့မသူကဝမ်းနိုင်ကကွာလာမှာ